Hello, Zamiro alone မင်္ဂလာပါနေ့စဉ်ဖတ်ရတမကျန်းစာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာမဖြစ်ပြောမဲ့ပုံပြင်လေးကတော့လူတွေအပြစ်ပေးခံရခြင်းဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်စိတ်ဝင်စားပါနဲ့တတိချာနားထောင်ရမယ်နော်အရင်တစ်ပတ်မှာပြောပြခဲ့တဲ့နွားသူငယ်ရုပ်ထုကိုဣတရီလာလူတွေကကိုးကွယ်တဲ့အတွက်ကြောင့်မို့လို့ဖျားသခင်ကဘယ်လိုအပြစ်ပေးလဲမောရှိကဘယ်လိုစီရင်လဲဆိုတဲ့အကြောင်းအရာကိုအခုချိန်မှာတော့မမပြေကပြောပြသွားမှာဖြစ်ပါတယ်။အမုတ်ချိတ်ပြီးထည့်ထားတဲ့ရေတွေကိုမောရှိကဣသရေလလူတွေကိုတောက်စီခဲ့ပါတယ်။ပြီးတော့မောရှိကအာယုန်စီကိုတွားပြီးတော့မင်းကဘာလို့ဒီလိုမျိုးရုပ်ထုတွေကိုကိုးကွယ်ဖို့အတွက်ဒီလူမျိုးတွေကိုတွေးဆောင်ရတာလဲဆိုပြီးတော့မေးခဲ့ပါတယ်။ဒီချိန်မှာတော့အာယုံကငါညီမောရှိရေဒီလိုစိတ်မကောင်းမဖြစ်ပါနဲ့ကွာဘာလို့လဲဆိုလို့ရှိရင်လူတွေကငါစီလာပြီးတော့ငါတို့လည်းဖျားကိုးကွယ်ခြင်းတဲ့ငါတို့ကိုလည်းတစ်ခုခုလုပ်ပေးပါဆိုပြီးပြောတဲ့အချိန်မှာအာယုံကနေပြီးတော့မင်းတို့မှာရှိရဲ့ရွှေတွေကိုယူလာခဲ့ကြဆိုပြီးတော့ငါကဒီရွှေတွေကိုရွှေနာရုပ်သူလုပ်ပေးလိုက်တာလို့မောရှိကိုပြန်ပြောလိုက်တယ်ဒီအချိန်မှာမောရှိကအရန်ကိုစိတ်တူသွားပြီးတော့သူကဟိုတက်ပြင်တဲ့ရဲ့အဲ့ဒီအရှိဝင်ပေါက်တဲ့မှာသွားထပြီးတော့သူကသွားပြီးတော့ပြောတယ်။ဘာပြောလဲဆိုလို့ရှိရင်ဖျားသခင်ဘက်မှာနေတဲ့သူတွေအကောင်လုံးကငါဘေးနားမှာလာနေကြပါဆိုပြီးပြောလိုက်တဲ့အချိန်မှာဣသရေလလူတွေရဲ့12နွယ်ရဲ့တနွယ်ဖြစ်တဲ့လေဝိလူတွေအကုန်လုံးကလေဝိသားတွေကလာပြီးတော့သူ့ဘေးနားမှာလာရက်ကြတယ်ဒီအချိန်မှာတော့သူကဒီလေဝိတွေကိုသူကပြောတယ်မင်းတို့တွေဓာတ်ကိုတေချာကင်ထားကြပြီးကြလို့ရှိရင်အခုဒီတဲမှာရှိတဲ့လူတွေကဖျားကိုမကိုးကွယ်ဘူးရုပ်တုကိုကိုးကွယ်နေတဲ့သူတယောက်မကျန်မင်းတို့ရဲ့တငယ်ချင်းတွေဖြစ်မယ်မင်းတို့အိမ်ကြီးချင်းတွေဖြစ်မယ်မင်းတို့ဆွေမျိုးတွေဖြစ်မယ်ဒီလူမျိုးတွေအကုန်လုံးကိုမင်းတို့တတ်လိုက်ပါလို့ပြောလိုက်တဲ့ချိန်မှာလေဝိလူကလည်းမောရှေရဲ့စကားကိုနားထောင်တယ်သူကအကုန်လုံးကိုတတ်လိုက်တယ်အဲ့ဒီနေ့မှာရုပ်တုကိုးကွယ်လို့သေသွားတဲ့လူကအယောက်3000ရှိခဲ့တယ်အဲ့ဒီနောက်မှာတော့မောရှိကအဲ့ဒီလူတွေကိုပြောတယ်မင်းတို့တွေအပြစ်အယမ်းများနေပြီဒီတော့ငါကမင်းတို့အပြစ်တွေအတွက်ဘုရားသခင်ရဲ့အရှိတော်မှာတွားရောက်ပြီးတော့အတနာခံမယ်လို့ပြောပြီးတော့မောရှိကဘုရားသခင်စီကိုကိုရောရဲ့လူတွေကကိုရောမကြိုက်တဲ့အရာတွေအများကြီးပြုလုပ်ပါတယ်ကိုရောဒီအပြစ်တွေကိုခွင့်လွှတ်ပေးပါဆိုပြီးတော့တောင်းပန်တယ်ကိုရောအကယ်၍ကိုရောမခွင့်လို့ဘူးဆိုလို့ရှိရင်ကျွန်တော်ကိုလည်းသူတို့ရဲ့အဝင်အဖြစ်ခံစေပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာတော့ဖျားသခင်ကမောရှေကိုခွင့်လွှတ်ပေးခဲ့တဲ့ဒီအပြင်မှာဖျားရဲ့ဂတိတော်နေမည်ဖြစ်တဲ့ခါနန်ပြည်ကိုလည်းပို့ဆောင်ပေးမယ်လို့ဂတိပြုခဲ့တယ်ပြီးတော့မောရှေကခွဲလိုက်တဲ့ပြည့်ညတ်တော်ကိုလည်းပြန်ပေးမယ်ဒီတော့မင်းကပြည့်ညတ်တော့ရေးဖို့အတွက်ကြောက်ပြန်တစ်ချက်ကိုယူလာခဲ့ပါလို့ပြောလိုက်တယ်။မောရှေကလည်းဒီပြည့်ညတ်တော်တွေကိုပြန်ရဖို့အတွက်ကြောက်ပြန်တစ်ချက်ကိုယူပြီးတော့တောင်ပေါ်မှာဘုရားသခင်နဲ့ရက်40တွားပြီးတော့တွေ့ဆုံခဲ့ပါတယ်။မောရှေကတောင်ပေါ်မှာနေတဲ့အချိန်ဣသရေလလူမျိုးတွေအကုန်လုံးကမောရှေကိုစောင့်နေဘယ်ရုပ်တုမှဆိုတော့မကိုးကွယ်တော့ပါဘူး။ပြီးတော့မောရှေကတောင်ပေါ်ကနေရက်40ပြည့်ကိုပြန်လာတဲ့အချိန်မှာဘုရားသခင်နဲ့အနီးကနေခဲ့တာကကြောင်သူ့ရဲ့ဘုရားရဲ့ရောင်ချီကသူ့ရဲ့မျက်နှာမှာလင်းထိန်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ရောင်ချီတွေကသူ့ရဲ့မျက်နှာပေါ်မှာအရန်ကြီးပေါ်နေတဲ့အတွက်ကြောင့်သူဆင်းလာတဲ့အချိန်မှာလူတွေကသူ့ကိုမကြည့်နိုင်မဲနဲ့ပေါ်ဝါနဲ့အုပ်ခဲ့ရတယ်ဒီတစ်ပတ်မှာမပြစ်ပြောတဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲ။တသမီးတို့နဲ့ဆွေးနွေးစရာမျိုးကိုအုပ်ခုရှိပါတယ်။ပထမမျိုးကတော့အာယုံကဘာကိုလောက်တာလဲ။ဒုတိယမျိုးခါကြတော့ရုပ်တုကိုးကွယ်တဲ့သူတွေကိုမောရှေကဘယ်လိုအပြစ်ပေးတာလဲ။တတိယတစ်ခုခါကြတော့မောရှေကဖျားသခင်စီမှာဘာတွေတွားပြီးတော့ပြောတာလဲဆိုတော့အကြောင်းအရာပဲဖြစ်ပါတယ်။
ဒီတစ်ပတ်ပြောပြတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာတသားမီတို့နဲ့ပြန်လည်ဆုံတွေ့မယ်နော်အားလုံးပဲတတား